ထို့တော်တွင်ဝူလျံကနဂါးနန်းတော်ပတ်ပတ်လည်းရှိရေအားလုံးကိုစုပ်ထုတ်လိုက်ပြီးနဂါးနန်းတော်အပေါ်တွင်ထိုင်ရီရွာအိုးကိုအသက်သွင်းလိုက်ပါတယ်နဂါးမင်းကဘာဖြစ်နေမှန်းသိရှိချိန်တွင်သူထွက်လာပြီးဝူလျံကိုဘာလုပ်နေတယ်လဲဟုမေးမြန်းပါတယ်ဝူလျံကကောင်းကင်တရားရုံးကနဂါးမျိုးနွယ်စုကိုပင်လယ်နက်ဆိုးများကိုထိမ့်သိမ်းရန်တာဝန်ပေးထားတော်လဲချင်းတန်းခံတပ်ကိုဖျက်ဆီးခဲ့သောကြောင့်ခွင့်လွှတ်မည်မဟုတ်ကြောင်းရှင်းပြပါတယ်နဂါးမင်းမှာအလွန်စိတ်ရှုပ်ထွေးသွားပြီးအောက်သို့ပြန်ဆင်းသွားကသူ၏မောင်နှမသုံးကိုချင်းတန်းခံတက်ကိုအဘဲကြောင့်ဤသို့ပြုလို့ရတယ်လေဟုဒေါသတကြီးမင်းမြန်းပါတယ်သူညီမဖြစ်သူအိုဘင်းကရှိန်သည်သူညီ၏တေဆုံးမှုအတွက်လက်စားချေရန်ချင်းတန်းခံတက်ကိုဖျက်ဆီးခိုင်းခြင်းဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတယ်ထို့အချိန်တွင်ဝူလျံကနဂါးနန်းတော်တစ်ခုလုံးပေါ်ထိုင်ရီရွာအိုးကိုအပြေအဝအသက်သွင်းလိုက်ပြီးအလုံးကိုထိုထဲတွင်ဖမ်းချုပ်ရန်ကြိုးပမ်းပါတယ်နဂါးမင်းကသူ့ကိုတားရန်အပြင်သို့ပြေးထွက်လာပြီးဝူလျံကိုတိုက်ခိုက်လိုက်ပါတယ်သို့သောဂရနာနှင့်ဒီယူတို့ကကြားဝင်လာပြီးသူလမ်းကိုပိတ်လိုက်ကြပါတယ်နဂါးမင်းကသူ၏မော်ရာကိုဆွဲထုတ်ကာသူတို့ပေါ်ပြင်းထန်သောတိုက်ခိုက်မှုများပြုလုပ်လိုက်ပါတယ်ဂရနာကသူမ၏အတောင်ပံများဖြင့်တိုက်ခိုက်မှုကိုတားဆီးရန်ကြိုးစားတော်လဲသူ၏စွမ်းအားကိုမခံနိုင်ခဲ့ပါဘူးနဂါးမင်းကဝူလျံကိုတက်ရန်ဆုံးဖြတ်ပြီးဆက်လက်တိုးဝင်သွားပါတယ်ထိုစဉ်နီဂျာရောက်လာပြီးနဂါးမင်းကိုတိုက်ပွဲနေရာမှဆွဲထုတ်လိုက်ပါတယ်ဒေါသထွက်နေသောနီဂျာကချင်းတန်းခံတက်ကိုထိခိုက်ပါကနဂါးနန်းတော်ကိုတဆစီဖြက်စီးပြစ်မည်ဟုအရင်ကတတိပေးခဲ့ကြောင်းအော်ဟစ်လိုက်ပါတယ်နှစ်ဦးစလုံးဆက်လက်တိုက်ခိုက်နေရင်ပုံမနှဆိုင်သောနေရာသို့ရောက်သွားကြပါတယ်ထိုအတော်တွင်ထိုင်ရီရွာအိုးမှာနဂါးနန်းတော်တစ်ခုလုံးဖုံးလွှမ်းသွားသည့်အထိတဖြည်းဖြည်းကျေပြတ်လာပါတယ်နတ်ဆိုးများကလွတ်မြောက်ရန်အသေးအတန်စူးစမ်းတော်လဲမြည်သူများမထွက်နိုင်ခဲ့ပါဘူးနောက်ဆုံးတွင်ထိုင်ရီရွာအိုးမှာလုံးဝပိတ်သွားပါတယ်ဝူလျံကသူ့ကိုမြေအောက်ကဘာ၏အနက်ဆိုင်ဆုံးနေရာမှာခေါ်ဆောင်လာပါတယ်ထိုအတော်တွင်နီဂျာနှင့်နဂါးမင်းမှာအပြင်ဘက်တွင်တိုက်ပွဲဆက်ဖြစ်နေကြပါတယ်နဂါးမင်းကနီဂျာကိုအကောင်သောရေစွမ်းအားဖြင့်တိုက်ခိုက်လိုက်ပြီးနီဂျာ၏ခန္ဓာကိုယ်မှာသူ့စွမ်းအားကိုကြာမခံနိုင်တော့ကြောင်းကြေညာပါတယ်ထိုစဉ်နီဂျာကလမ်းဖြင့်ပြင်းထန်စွာတိုက်ခိုက်လိုက်ပြီးနဂါးမင်းကိုထိုင်ရီရွာအိုးထဲသို့ပစ်သွင်းလိုက်ပါတယ်ဝူလျံကထိုင်ရီရွာအိုး၏အဖုံးကိုပိတ်လိုက်ပါတယ်ယခုအခါနီဂျာ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်အကြောင်းများအများပြားဖြစ်ပေါ်နေပါတယ်ဝူလျံကသူ့ကိုကြည့်ပြီးသူ့စွမ်းအားမှာအမှန်တကယ်အကန့်အသတ်မရှိကြောင်းပြောလိုက်ပါတယ်ထို့နောက်သူသည်ထိုနှက်ဆိုးအားလုံးကိုစေလုံးများဖြင့်ပြုလုပ်ပြီးသူ၏လက်စားချေမှုကိုအပိတက်မည်ဟုကြေညာပါတယ်ထိုင်ရီရွာအိုးပေါ်တွင်ထိုင်ရင်ဝူလျံကပြန်လည်ပုံဖော်ခြင်းလုပ်ငန်းစဉ်ကိုစတင်လိုက်ပါတယ်နီဂျာမှာသူမိဘများအကြောင်းမှတ်ဉာဏ်များဖြင့်လွှမ်းခြုံခံလိုက်ရပါတယ်ထို့နောက်အားအသင့်စရာကောင်းဆိုအဖြစ်သူမိဘများသူရှိရာသို့လမ်းလျှောက်လာသည်ကိုမြင်လိုက်ရပါတယ်သူတို့ကတားဖြစ်သူကိုမြင်ရ၍ဝမ်းမြောက်နေကြပါတယ်နီဂျာမှာမိဘများကိုတဖန်ပြန်မတွေ့ရတော့ဟုထင်ထားခဲ့တဲ့ဖြင့်အလွန်စိတ်လှုပ်ရှားသွားပါတယ်ဘရင်ကဝူလျံမှာချင်းတန်းခံတက်ပစ္စည်းရခြင်း၏အဓိကတရားခံဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတယ်ဇလန်ကတကယ်တမ်းဘာဖြစ်ခဲ့သည်ကိုဖော်ပြလိုက်ပါတယ်ရှိန်မှာသူ့ညီတေဆုံးသွား၍စိတ်တက်ကြနေချိန်တွင်ဝူလျံကသူ့နဂါးကိုအသုံးပြုကာချင်းတန်းခံတက်ကိုတိုက်ခိုက်လိုက်ပါတယ်သို့တော့နဂါးမင်း၏မောင်နှမသုံးကတိုက်ခိုက်မှုကိုတားဆီးလိုက်ကြပါတယ်ဒေါသထွက်သောရှိန်ကဝူလျံကိုအဘဲကြောင့်သူ့ဖခင်ကိုဖမ်းဆီးထားတယ်လေဟုမေးမြန်းပါတယ်တကယ်တမ်းတွင်ဝူလျံကသူ့တပည့်ကိုကာအိုပေါင်းကိုတိုက်ခိုက်ခိုင်းပြီးရှိန်ကိုနီဂျာကလှုပ်ဆောင်ခြင်းဖြစ်သည်ဟုယုံကြည်စေရန်နှင့်ချင်းတန်းခံတက်ကိုလက်စားချေရန်ဖျက်ဆီးစေရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်သို့တော့ရှိန်ကဝူလျံသည်ချင်းတန်းခံတက်ကိုဖျက်ဆီးပြီးသူ့နှင့်နဂါးမင်းနှစ်ဦးစလုံးအပေါ်အပြစ်တင်ချအင်းနေကြောင်းသူသိနေပြီးဖြစ်ကြောင်းပြန်ဖြေပါတယ်ဝူလျံကနဂါးသုံးဦးကိုရှိန်ကိုတိုက်ခိုက်ရန်အမိန့်ပေးလိုက်ပါတယ်သို့တော့ရှိန်ကိုမတက်ဘဲနဂါးသုံးဦးကဝူလျံနှင့်အပေးယူလုပ်ရန်ကြိုးစားလိုက်ကြပါတယ်သူတို့သည်ဝူလျံသာသူတို့ကိုအမြဲတမ်းအသက်ရှင်ခွင့်ရအောင်ကူညီပေးပါကသူ့ကိုအမြဲတမ်းထောက်ခံမည်ဟုကတိပေးကြပါတယ်ဤအချက်ကိုမြင်လိုက်ရသောရှိန်ကဘရင်နှင့်မိဖုရားကိုပင်လယ်နက်ဆိုးများနှင့်အတူကဲတင်ရန်ခေါ်ဆောင်သွားပါတယ်ဝူလျံကနဂါးသုံးဦးကိုတန်ကြိုးများမှလွတ်ပေးလိုက်ပါတယ်နဂါးများကချင်းတန်းခံတက်ပေါ်သို့လာပါများကိုချက်ချင်းစတင်ရွအားချပြီးနင်းတို့၏နတ်ဆိုးများနှင့်အတူရွာသူရွာသားများကိုရက်ဆက်စွာတပ်ဖြတ်လိုက်ကြပါတယ်ဘရင်နှင့်မိဖုရားကိုကာကွယ်ရန်ရှိန်ကသူတို့ကိုပင်လယ်နက်ဆိုးများနှင့်အတူညစ်ပတ်သောမြေအောက်တူးမြောင်းထဲတွင်ဝှက်ထားလိုက်ပါတယ်သူသည်နတ်ဆိုးများကိုတယောက်တည်းတိုက်ခိုက်ပြီးနောက်ဆုံးတွင်အသက်ပေးလိုက်ရပါတယ်ပြစ်စုံပန်တို့ပြန်ရောက်သောအခါဘရင်နှင့်မိဖုရားကဝူလျံ၏တပည့်များရှိတွင်အမှန်တရားအလုံးကိုဖော်ထုတ်လိုက်ပါတယ်သို့တော့ထိုနှက်ဆိုးမှုဆိုးအလုံးမှာဝူလျံ၏လေ့ကျင့်ပေးခြင်းကိုခံထားရသူများဖြစ်ကြပါတယ်ထို့ကြောင့်သူတို့အလုံးကဝူလျံဘက်မှရက်တီရန်ရွေးချယ်လိုက်ကြပါတယ်အိုဘင်းကသူ့ဖခင်ကိုကဲတင်ရန်ဝူလျံကိုတိုက်ခိုက်လိုက်ပါတယ်ဂရနာကသူ့ကိုကြားဝင်တားဆီးပြီးတိုက်ပွဲဝင်လိုက်ပါတယ်တစ်ချိန်တည်းမှာပင်ဒီယူကလည်းအိုဘင်းကိုတိုက်ခိုက်ရာတွင်ပါဝင်လာပါတယ်ကင်းကိုမြင်လိုက်ရသောနီဂျာဒါကကူညီရန်အပြေးဝင်လာပြီးဒီယူကိုစတင်တိုက်ခိုက်ပါတယ်ဒီယူကနီဂျာကိုပုံမှန်နည်းလမ်းဖြင့်အနိုင်မယူနိုင်တဲ့ဖြင့်သူ၏လက်ထဲတွင်ရှိသောနဂါးခွဲလက်သေးကိုအသုံးပြုလိုက်ပါတယ်သူသည်ထိုလက်သေးကိုအသက်သွင်းလိုက်သည်နှင့်နဂါးမင်း၏မောင်နှမသုံးဦးထွက်ပေါ်လာကြပါတယ်နဂါးမင်းကသူ၏မောင်နှမများကသူ့ကိုတစ္ဆာဖောက်ခဲ့ကြောင်းနောက်ဆုံးတွင်သိရှိသွားပါတယ်ထိုသူတို့သုံးဦးမှာလူသားပုံစံတို့ပြောင်းလဲသွားကြပါတယ်သူတို့၏အမည်များမှာယူနူအိုနှင့်အိုဘင်းဖြစ်ကြပါတယ်လျင်မြန်စွာလက်ပတ်ရင်းနူအိုကအိုဘင်းစီတို့တိုးဝင်ပြီးတိုက်ခိုက်လိုက်ပါတယ်နီဂျာကလည်းသူ့ကိုတက်ရန်ပြင်းထန်စွာတိုက်ခိုက်နေပါတယ်မကြာမီယူကလည်းတိုက်ပွဲထဲဝင်လာပြီးနီဂျာကိုစတင်တိုက်ခိုက်ပါတယ်နီဂျာ၏ခန္ဓာကိုယ်မှာပုံမအားနဲ့လာတော့လဲတိုက်ပွဲကိုရပ်တန့်ရန်ညှင်းဆန်နေပါတယ်။အိုဘင်းကလည်းတိုက်ပွဲထဲဝင်လာပါတယ်။နီဂျာနဲ့အိုဘင်းနှစ်ဦးစလုံးအတူတူတိုက်ခိုက်နေတော့လဲထိုသုံးဦးကိုမရှင်နိုင်ဖြစ်နေကြပါတယ်။ထိုင်ကျန်းကသူတို့ကိုကူညီရန်ဝင်လာပါတယ်။သို့တော့ဒီယူကသူ့ကိုကြားဝင်တားဆီးပြီးတိုက်ပွဲတွင်အလုရှုပ်နေစေပါတယ်။တစ်ချိန်တည်းမှာပင်ဘရင်နဲ့မိဖုရားကဝူလျံကိုတိုက်ခိုက်ရန်ကြိုးစားတော့လဲဒီယူကတားဆီးထားပြန်ပါတယ်။ထို့နောက်နီဂျာကစမတ်ကြသောအကြံတစ်ခုရသွားပါတယ်။အိုဘင်းနှင့်ပူပေါင်းကသူသည်မိခိုးငွေတိမ်တိုက်တစ်ခုကိုဖန်တီးလိုက်ပါတယ်မိခိုးငွေထဲတွင်နီဂျာကနူအိုဖြစ်ဝစ်စင်ပြောင်းလဲလိုက်ပြီးအိုဘင်းကယူဖြစ်ပြောင်းလဲလိုက်ပါတယ်သူတို့သည်ယူကိုတိုက်ခိုက်ပြီးလျင်မြန်စွာထွက်ပြေးသွားကြပါတယ်ရလက်အနေဖြင့်လူနှင့်နူအိုတို့မှာတဦးနှင့်တဦးမှားယွင်းစွာစတင်တိုက်ခိုက်ကြပါတယ်ထို့အတော်တွင်ဝူလျံကထိုင်ရီရွာအိုးကိုအသက်သွင်းလိုက်ပါတယ်နီဂျာနှင့်အိုဘင်းတို့ကသူ့ကိုတားဆီးရန်အပြေးသွားကြပါတယ်သို့တော့ဝူလျံကသူ၏အေးခဲသောလံကိုအသုံးပြုပြီးသူတို့နှစ်ဦး၏နှလုံးသားကိုချက်ချင်းအေးခဲသွားစေပါတယ်ထို့သူတို့နှစ်ဦးလုံးလုံးဝလှုပ်ရှားမရဖြစ်သွားပြီးမိတို့များမလုံနိုင်ကြပါဘူးထိုင်ကျမ်းမှာနှလုံးသားကိုထိုးပေါက်သည့်ချိန်စာဖြစ်တဲ့ဖြင့်အလွန်ထိတ်လန့်သွားပါတယ်ဝူလျံကထိုင်ကျမ်းမိဖုရားနှင့်ဘရင်တို့ကိုလည်းသူ၏အမြင့်များဖြင့်ဖမ်းချုပ်လိုက်ပါတယ်နီဂျာမှာဒေါသထွက်နေတော့လဲမလုံနိုင်ပါဘူးသူလှုပ်ရှားရန်ကြိုးစားတိုင်းသူ၏အသားရည်မှာပြတ်ထွက်သွားပါတယ်စူပေါင်း
ထောင်ပေါင်းများစွာကနီကြားနှင့်အိုဘင်း၏တွေးကြောများထဲမှပေါက်ထွက်လာပါတယ်။ဝူလျံကသူတို့အားလုံးကိုထိုင်ရီရွာအိုးထဲသို့ပြစ်သွင်းပြီးဆေးလုံးများအဖြစ်ပြုလုပ်ရန်ကြိုးစားပါတယ်။သို့တော့သူတို့မကြရောက်မီပင်နဂါမင်းကသူတို့ကိုဖမ်းဆုပ်ပြီးကယ်တင်လိုက်ပါတယ်။အိုဘင်းအသက်ရှင်နေသည်ကိုမြင်ရ၍သူဝမ်းမြောက်တော်လဲစူးများကြောင့်သူ့သားကိုပွေ့ဖက်မရဖြစ်နေပါတယ်။နဂါမင်းကနတ်ဆိုးအားလုံး၏လက်ထိပ်များကိုဖြုတ်ပေးလိုက်ပြီးသူတို့အားလုံးဤနေရာမှာပင်တရားတော်မူဖြစ်၍အတူတူရပ်တည်ကြရန်ကြေညာလိုက်ပါ။တဲထိုတော်တွင်အိုးထဲတွင်စစ်မှန်သောစမာတိမိတောက်များကနတ်ဆိုးများ၏ခန္ဓာကိုယ်ကိုတဖန်ပြန်လဲပုံဖော်နေပါတယ်လူတိုင်းကြောက်လန့်နေကြပါတယ်သူတို့သည်သူတို့၏ခွန်အားကိုထိမ့်သိမ်းရန်စွမ်းရည်အကာအကွယ်များကိုဖန်တီးကြပါတယ်နဂါမင်းကအိုဘင်းကိုသူ့စွမ်းအားမှာသူ့ထက်ပင်ကျော်လွန်နေပြီဖြစ်ကြောင်းပြောပါတယ်အကယ်၍အိုဘင်းသာနှလုံးသားကိုထိုးဖောက်သည့်ကျင်းစာပြီးဆုံးသည့်အထိခန္ဓာရည်ရှိပါကသူတို့လွတ်မြောက်နိုင်ကောင်းလွတ်မြောက်နိုင်မည်ဖြစ်ပါတယ်အိုဘင်းကကျင်းစာမှာ6နာရီကြာမြင့်မည်ဖြစ်ပြီးထိုများလောက်သောဆင်းရဲဒုက္ခကိုသူခံနိုင်မည်မဟုတ်ကြောင်းပြန်ဖြေပါတယ်။မိကြားကမူသူ၏မိစွမ်းအားများကမိတောက်များကိုခုခံနိုင်သည့်အတွက်မိများ၏တံကိုမခံရပါဘူး။ထိုချိန်တွင်ဝူလျံကအိုးထဲတွင်ပေါ်လာပါတယ်။ပြင်းမှာကိုပွားတစ်ခုသာဖြစ်သည်ဖြင့်နဂါမင်း၏တိုက်ခိုက်မှုများပင်သူ့ကိုမထိခိုက်နိုင်ပါဘူး။ဝူလျံကမိကြားကိုအကယ်၍သူသာမေးလျော့ခြင်းဆေးလုံးကိုမျိုးချလိုက်ပါကအတိတ်ကိုလုံးဝမေ့သွားမည်ဖြစ်ပြီးဘသူကမှချင်းချောက်နိုင်မည်မဟုတ်ကြောင်းပြောလိုက်ပါတယ်။အပြန်လန်အားဖြင့်ဝူလျံကသူ့မိဘများကိုအသက်ချမ်းသာပေးမည်ဟုကတိပေးပါတယ်။နီကြားမှာဒေါသထွက်နေတော့လဲမိဘများအတွက်ဆေးလုံးကိုတောက်ရန်ဝင်မလေးပါဘူး။သူမတောက်နိုင်ခင်မှာပင်သူ့မိခင်ကဆေးလုံးကိုရိုက်ချလိုက်ပါတယ်။ခဏအကြာတွင်အာနေပြီးမောပန်းနေတော့သူမမှလဲကျသွားပါတယ်။ဘရင်ကနီကြားကိုသူတို့တေဆုံးသွားလျင်ပင်သူဆက်လက်အသက်ရှင်ရမည်ဟုပြောပါတယ်။ဝူလျံကသူတို့တေဆုံးပြီးနောက်သူသည်နတ်ဆိုးလုံးကိုပါကင်တွယ်မည်ဟုပြန်ပြောပါတယ်။နီကြားမှာမျက်ရည်ကျကသူ့မိဘများကိုအဘဲကြောင့်သူတို့ကိုယ်တိုင်မတေဆုံးသွားတယ်လဲဟုမေးလိုက်ပါတယ်မိဖုရားကသူ့ကိုပွေ့ဖက်လိုက်ပါတယ်နီကြားကစူးများကြောင့်သူမကိုထိခိုက်စေမည်ဖြစ်၍မလုပ်ရန်တောင်းဆိုပါတယ်တိုးတော်လဲဒါဟာသူတို့၏နောက်ဆုံးအချိန်များဖြစ်ကြောင်းသိရှိသဖြင့်သူမကသူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပါတယ်နီကြားသည်သူ၏ငယ်စဉ်ကလေးဘဝကလေးကမိခင်ခံစားခဲ့ရသမျှသောနာကျင်မှုများကိုပြန်လည်အမှတ်ရလာပြီးအပြစ်ရှိသလိုခံစားရပါတယ်မိဖုရားကသူနှင့်အတူကုံဆုံးခဲ့ရသည့်အချိန်တိုင်းမှာသူမကိုပျော်ရွှင်စေခဲ့ကြောင်းပြောပါတဲသူမအတွက်သူနတ်ဆိုးဖြစ်နေခြင်းမှာအရေးမကြီးပဲသူမ၏ချစ်လာစွာသောသားဖြစ်အမြဲရှိနေမည်ဖြစ်ကြောင်းပြောပါတယ်ခဏအကြာတွင်သူမမှာဆေးလုံးဖြစ်ပြောင်းလဲသွားပါတယ်ဘရင်နှင့်အခြားသူများမှာအလွန်ဝမ်းနဲ့ကြေကွဲနေကြပါတယ်မိကြား၏ဒေါသမှာအထွတ်ထိပ်သို့ရောက်သွားပါတယ်သူသည်စူးထောင်ပေါင်းများစွာမှလွတ်မြောက်အောင်ရုန်းကန်လိုက်ပါတယ်ထိုလုပ်ငန်းစဉ်တွင်သူခန္ဓာကိုယ်တစ်ခုလုံးပြိုကွဲသွားပါတယ်သို့သောအိုးရဲရှိစစ်မှန်သောစမာတိမိတောက်များကသူခန္ဓာကိုယ်ကိုပြန်လည်တည်ဆောက်ပေးပါတယ်လုပ်ငန်းစဉ်ပြီးဆုံးချိန်တွင်နီကြား၏ခန္ဓာကိုယ်မှာအပြည့်အဝပြန်လည်ပြည့်စုံသွားပြီးသူ၏စစ်မှန်သောပုံစံသို့ပြန်ရောက်သွားပါတယ်သူသည်သူ၏လက်ကောက်များကိုပြန်လည်ရယူပြီးမိခင်၏ဆေးလုံးကိုဖခင်ထံပေးလိုက်ပါတယ်သူ၏စွမ်းအားများကိုတုံးပြီးအိုဘင်းကိုလည်းနှလုံးသားကိုထိုးဖောက်သည့်ချိန်စာမှလွတ်ပေးလိုက်ပါတယ်သူတို့နှစ်ဦးစလုံးသည်ထိုင်ရီရွာအိုးမှလွတ်မြောက်ရန်အိုး၏အပေါ်ဘက်သို့ချက်ချင်းတိုက်ခိုက်လိုက်ကြပါတယ်ရင်းကိုမြင်သောဝူလျံကသူ့အမြင့်စွမ်းအားများကိုတုံးပြီးအိုးတစ်ခုလုံးကိုစီးနှောင်လိုက်ပါတယ်ဒီလူကနတ်ဆိုးမှုဆိုအားလုံးကိုအိုးပတ်လည်တွင်နေရာချထားလိုက်ပါတယ်သူတို့အားလုံးပူးပေါင်းကထိုင်ရီရွာအိုးကိုကာကွယ်ပေးသည့်အေယာမတစ်ပင်ကဲ့သို့သောအကာအကွယ်တစ်ခုကိုဖန်တီးလိုက်ကြပါတယ်ရလဒ်အနေဖြင့်နီကြားနှင့်အိုဘင်းတို့မှာသူတို့၏ခွန်အားအပြည့်တုံးတော်လဲအိုးကိုမဖျက်ဆီးနိုင်ခဲ့ပါဘူးထို့နောက်နဂါမင်းနှင့်ကြန့်ရှိနေသောနတ်ဆိုးများကပူးပေါင်းလာပြီးသူတို့၏ခွန်အားအလုံးကိုထုတ်လွှတ်လိုက်ကြပါတယ်သူတို့၏စီးလုံးမှုကြောင့်နောက်ဆုံးတွင်ထိုင်ရီရွာအိုးကိုဖျက်ဆီးနိုင်ခဲ့ကြပါတယ်ဝူလျံမှာအလွန်ထိတ်လန့်သွားပါတယ်နဂါမင်းနှင့်နတ်ဆိုးအားလုံးနောက်ဆုံးတွင်လွတ်မြောက်သွားကြပါတယ်နီကြားနှင့်အိုဘင်းတို့မှာသူတို့၏ခွန်အားအပြည့်ဖြင့်တိုက်ခိုက်ရန်အသင့်ဖြစ်နေကြပါတယ်ဒေါသထွက်နေသောဝူလျံကသူ၏နတ်ဆိုးပုံစံကိုအသက်သွင်းပြီးကြောက်မက်ဖွယ်နတ်ဆိုးဖြစ်ပြောင်းလဲလိုက်ပါတယ်သူသည်သူ၏နတ်ဆိုးမှုဆိုအားလုံးကိုနတ်ဆိုးများကိုတိုက်ခိုက်ရန်အမိန့်ပေးလိုက်ပါတယ်နတ်ဆိုးမှုဆိုများနှင့်နတ်ဆိုးများကြားရက်ဆက်သောစစ်ပွဲမှချက်ချင်းဖြစ်ပွားခဲ့ပါတယ်ထို့တော်တွင်နဂါမင်းကဒီရူနှင့်ဂရနာကိုတိုက်ခိုက်နေပါတယ်။သို့သောနဂါမင်း၏စွမ်းအားမှာအလွန်မြင့်မားနေပါတယ်။ထို့ကြောင့်ဒီရူနှင့်ဂရနာနှစ်ဦးစလုံးမှာလည်းသူတို့၏နတ်ဆိုးပုံစံများသို့ပြောင်းလဲသွားကြပါတယ်။နီကြားနှင့်အိုဘင်းတို့ကဝူလျံစီသို့အပြေးသွားပြီးတိုက်ခိုက်လိုက်ပါတယ်။သို့သောဝူလျံကသူတို့ကိုသူ၏ကြီးမားသောပါဇက်ထဲသို့မျိုးချလိုက်ပါတယ်။သူသည်သူတို့ကိုရိုက်နှက်ဖမ်းဆီးပြီးတိုက်ရန်ကြိုးစားတော်လဲသူတို့နှစ်ဦးစလုံးမှာမထိခိုက်ခဲ့ပါဘူး။အစားတွင်သူတို့သည်တစ်ပင်နှင့်ဆိုးကိုဖျက်ဆီးပစ်လိုက်ကြပါတယ်အကြောင်းမှာသူတို့သည်သူတို့၏စစ်မှန်သောပုံစံများကိုအပြည့်အဝနှိုးထလာကြသောကြောင့်ဖြစ်ပါတယ်အိုဘင်းကနဂါးအဖြစ်ပြောင်းလဲသွားပြီးနီကြားကသူ့ကိုယ်သူမိတ္တူပေါင်း600အဖြစ်ပြောင်းလဲလိုက်ပါတယ်သူတို့နှစ်ဦးပူးပေါင်းကဝူလျံအပေါ်ပြင်းထန်သောတိုက်ခိုက်မှုများအဆက်မပြတ်လှုပ်ဆောင်ပြီးသူ့ကိုအနိုင်ယူလိုက်ကြပါတယ်နီကြားကသူ့ကိုအဆက်မပြတ်ထိုးနှက်နေပါတယ်ထို့နောက်နီကြားကဝူလျံကိုအနောက်ဘက်သို့လွင့်ဆင်သွားအောင်နှင့်အလုံးပိတ်ထားသောနေရာသို့ရိုက်ပစ်လိုက်နိုင်သည့်မယုံနိုင်စရာစွမ်းအားဖြင့်လက်တီးတစ်ချက်ထိုးလိုက်ပါတယ်နီကြားကနောက်ထပ်တစ်ချက်ထိုးရန်ပြင်ဆင်နေချိန်တွင်ဝူလျံကသူ့တပည့်များကသူ့ကိုကယ်တင်လိုက်သဖြင့်ရုတ်တရက်တယ်လီပို့လောက်ကထွက်ပြေးသွားပါတယ်ထိုချိန်တွင်ဝူလျံကသူ့ရှုံးနိမ့်သွားကြောင်းလက်ခံလိုက်ပါတယ်သူသည်သူ၏နောက်လိုက်များအားလုံးနှင့်အတူယူရှုနန်းတော်သို့ပြန်သွားပါတယ်နတ်ဆိုးများမှာဝမ်းမြောက်နေကြပါတယ်ဇလန်းမှာလူတိုင်းချင်းတန်းခံတက်တွင်တဖန်ပြန်လဲစုဝေးနေကြသည်ကိုပြသထားပါတယ်နဂါမင်းကအခြားနတ်ဆိုးများနှင့်အတူအောက်ခြေသို့ပြန်ရန်ပြင်ဆင်နေပါတယ်အိုဘင်းကသူတို့နှင့်အတူလိုက်သွားရန်ရည်ရွယ်ထားတော်လဲနဂါမင်းကသူ့ကိုလိုက်ခွင့်မပေးပါဘူးသူကအိုဘင်းနေဖြင့်နီကြားနှင့်အတူထာဝရပုဂ္ဂိုလ်ဖြစ်လာတဲ့သည်ဟုယုံကြည်နေပါတယ်အိုဘင်းမှာနီကြား၏ဘေးသို့ပြန်သွားပါတယ်သူတို့နှစ်ဦးသည်လောကကြီးကိုနောက်ထပ်မရှောင်တိန်တော့ရန်ဆုံးဖြတ်လိုက်ကြပါတယ်ရင်းအစားသူတို့နှစ်ဦးအတူတူရင်ဆိုင်သွားမည်ဖြစ်ပါတယ်သူတို့သည်ဝူလျံ၏အကြောင်းကိုဂရေးမာစတာကိုဖော်ထုတ်ပြောကြားရန်နှင့်နတ်ဆိုးအားလုံးမှာစိုးသွင်းခြင်းမဟုတ်ကြောင်းတက်တည်ပြရန်ကတိပြုလိုက်ကြပါတယ်။ credit ကြားထဲတွင်ဝူလျံကရှိန်နှင့်ရှိန်၏ဖခင်တို့ကိုထိမ့်သိမ်းထားသောလျှို့ဝှက်အကျဉ်းထောင်သို့တွားရောက်ပါတယ်။သူသည်သူတို့ကိုသူ့ဘက်သို့ခေါ်ဆောင်ရန်ကြိုးစားတော်လဲနှစ်ဦးစလုံးကငြင်းဆန်ကြပါတယ်။ဝူလျံကစနစ်ကသူ့မျက်နှာကိုမမှတ်မိတော့သဖြင့်ထောင်မှထွက်မရတော့ကြောင်းသိလိုက်ရပါတယ်။ထို့အတော်တွင်နီကြား၏အကိုများဖြစ်သောဂျင်ကြားနှင့်မူကြအားတို့ကဝူလျံနှင့်တွေ့ဆုံရန်ယူရှုနန်းတော်သို့ရောက်ရှိလာကြပါတယ်။သို့သောဝူလျံမှာထိုအကျဉ်းထောင်ထဲတွင်ပိတ်မိနေသဖြင့်သူတို့သူ့ကိုမတွေ့ရပါဘူး။တစ်ချိန်တည်းမှာပင်ဒီရူနှင့်ဂရနာတို့ကသူတို့တခင်၏မျက်နှာကိုပြန်လည်ပြုပြင်ရန်အလေးတန်စူးစမ်းနေကြတော့လဲမအောင်မြင်ကြပါဘူး။ထို့သို့ဖြင့်ရုပ်ရှင်မှာပြီးဆုံးသွားပါတယ်။